သူမေးတာဆေးရဒိတ်ကုံနာရှိလားဆရာမတဲ့ဘာလို့မေးရလဲဆိုဒီ3လခန့်စီထိုးတဲ့ဟာမှာဒေါက်တာပြောပြထားတဲ့ဗီဒီယိုမှာသူမေးထားတာပေါ့နော်ဒီ3လခန့်စီဒီမှာမဟုတ်ဘူးဆေးတိုင်းမှာ expire date ဆိုတာရှိတယ်နော်ဆေးသက်တမ်းကုန်တာဒီလိုတားဆေးလိုဟာမျိုးမှာဆိုပို့ပြီးတော့အဲ့ဟာတွေကတေချာကြည့်ဖို့လိုတယ်နော်ဒီဟိုဆိုတားဆေးဆိုရင်ပလင်းမှာဒီလိုမျိုးဒီမှာလေဒီမှာဆိုဇူလိုင်2025ထုတ်တယ်ဇူလိုင်2030မှာကုန်တယ်ဒီလို expire date လေးပါပြီးသားဒီထိုးဆေးထိုးတဲ့သူဆိုလို့ရှိရင်တော့ဒီဆေးကန်းကဆရာဝန်ဆရာမစစ်ပေးမှာဆိုတော့ကိစ္စမရှိဘူးဒါပေမဲ့ကိုဘာသာကိုဒီဆေးကက်ဝယ်တောက်တဲ့သူတွေရှိတယ်နော်အဲဒီဟိုက okay တို့စိတ်ချတို့ဒီလိုဆေးကက်တွေလေတချို့ဆိုလည်းနိုးတိုင်းမိခင်တောက်တဲ့ဆေးကက်လေးအဲ့လိုမျိုးတွေဝယ်တောက်တဲ့သူဆိုလို့ရှိရင်တော့မဖြစ်မနေ expire date ကိုစစ်စေခြင်းနဲ့တောက်တာတော့လေအကျင့်လေးတစ်ခုလုပ်ထားပါတော့ကိုဆေးဝယ်တောက်တဲ့အခါဆေးဆိုင်ကပေးတဲ့အတိုင်းမယူဘဲနဲ့ date ကိုတေချာကြည့်အောင်နော်ဥမာတော့မှရှိရဲ့ဆေးကက်ကဒီဟာနော်ဒါနိုးတိုင်းမိခင်တောက်တဲ့ဟာလေးတွေကလာတာဆိုရဟာဒီမှာဆိုရင်ဒီလိုဆေးပူးမှလည်းပါတယ်နော်ဒီလိုဆေးပူးမှလည်းဒီလိုမျိုး expire date လေးတွေပါတယ်နော်တချို့တွေကြောက်လဲဆေးပူးမှမပါဘူးဆေးအထက်ကဆေးကက်ထဲမှာပါတယ်နော်အထက်ကဒီဆေးကက်လေးတွေမှာနော်ဒီလိုနေရာလေးတွေမှာအဲဒီလိုနေရာလေးတွေမှာ expire date လေးရေးထားတတ်တယ်နော်တေချာစစ်ပါဒိတ်အောက်နေရာကြီးဆိုရင်ဒါကကိုဝင်နဲ့ဆိုင်တဲ့ကိစ္စဆိုတော့လေနော်တေချာလေးဒိတ်ကိုစစ်စီချင်ပါတယ်နော်